ကျွန်တော်မိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့မယန်းတလင်းအယူတော်မင်္ဂလာရရအောင်မြင်ဆရာဆောင်မတွေနဲ့ကျွန်တော်မိသားစုပေါ့နော်အဓိကအဖြစ်တော့ကျွန်တော်တို့ရဲ့ဆရာသခင်ဖြစ်တဲ့အဘဒေါက်တာမင်းသင်ခါနဲ့တကွသူ့ရဲ့တပည့်ဖြစ်သူဆရာမကြီးဝင်းမအေးတို့ကိုရည်စူးပြီးတော့မှကျွန်တော်တို့မန္တလေးငလင်တဲ့ပြည်သူတွေကိုကျွန်တော်တို့ဒီနေ့ဆိုရင်တတိယအကြိမ်မြောက်ကျွန်တော်တို့တတိယမြောက်နေ့ဖြစ်ကျွန်တော်တို့ပါပြီတော့နော်ကိုကြီးထောက်ပံ့တာပေါ့နော်ဒီကနေ့ညနေစာအဖြစ်ကိုကျွန်တော်ဒီကနေ့ညနေစာ350ပေါ့နော်လူကြီး350စာထမင်းမှု350ပေါ့အဲ့ဒါကိုကျွန်တော်တို့မန္တလေးမှာရှိနေတဲ့ကျွန်တော်ရဲ့ညီကိုတော်ဖြစ်တဲ့အဘာမင်းကတပည့်ချင်းဖြစ်တဲ့ဆရာကျော်စိုးဟိန်းခေါင်ဖုံးကြီးကျွန်တော်တနန်းကျောင်းအုပ်ပေါ့နော်ခေါင်ဖုံးကြီးတနန်းကရှိတဲ့ဆရာဆရာမတွေအားလုံးကနေပြီးတော့မှဝိုက်ကူချက်ပေးတာပေါ့ချက်ပေးပြီးတော့မှကျွန်တော်တို့ကိုကူညီပြီးတော့မှနော်ကိုစားလှူဒန်းပေးခြင်းဖြစ်ပါတယ်အဲ့အတွက်လည်းပဲခေါင်ဖုံးကြီးတင်တန်းကဆရာကျော်စိုးရင်းနဲ့အတူဆရာဆရာအားလုံးကိုကျွန်တော်ဒီကနေအနုညွတ်ကျေးဇူးတင်ရှိပါကြောင်းကျွန်တော်တို့မှတ်တမ်းတင်ရနေတော့မှခေါင်ဖုံးကြီးကနေတော့မှကူညီလှူပေးတဲ့ချက်ပြုတ်ပြီးတော့လှူပေးတဲ့နော်အလှူလေးကိုကျွန်တော်တို့မုဒိတာပွားပြီးတော့မှသာဓုခေါ်ကြအောင်ဗျာဒီကနေ့မှာတော့ကျွန်တော်လူ350စာကိုကျွန်တော်တို့ကထမင်းဘူးထဲမှာ9ရင်းပါမယ်ကျွန်တော်ကြုတ်ပါမယ်နော်ကြုတ်ပါမယ်အဲ့ဒါကိုကျွန်တော်တို့ဝေခိုင်းတာဖြစ်ပါတယ်ဒီအလှူကလည်းပဲကျွန်တော်တို့ဆရာဦးချင်းမြိုင်ဆရာမငိမ့်စုတာမိသားစုနဲ့အတူမယန်းတလေးယူတော်မင်္ဂလာရတဲ့အောင်မြေဆရာမတွေရဲ့ကုသိုလ်တတိယအကြိမ်မြောက်ကျွန်တော်ကုသိုလ်လေးဖြစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ပါကဲဟုတ်ပါပြီဗျာအဲ့တော့ကျွန်တော်တို့ဒီကနေ့2025ခုနှစ်ဧပြီလ3ရက်နေ့ညနေပိုင်းကျွန်တော်တို့မယန်းတလင်းရဲ့အလှူတော်လေးမန္တလေးမှာရှိတဲ့ဆရာကျော်စိုးဟိန်းတို့ကနေပြီးတော့မှလှူဒန်းထားတဲ့ချက်ပြုတ်နေတဲ့မှတ်တမ်းဗီဒီယိုလေးပို့ပေးတာကိုကျွန်တော်တို့အတူတကွကြည့်ရှုရလေးတော့မှတာတို့နူမောလာခေါ်ဆုံးနိုင်ပါပြီခင်ဗျာငါဝယ်နေတာငါဝယ်ပြီးချစ်တယ်ခုံမယ်ငါ့ကိုထပ်ပိုင်းပြီးတော့ချမ်းတာချစ်တဲ့ပြိတ္တတူပါရန်ကုန်မြို့မယန်းတလင်းယူတော်မင်္ဂလာချမ်းစိုက်ဦးချင်းအောင်ချင်းမြိုင်ဦးစီးတဲ့မယန်းတလင်းယူတော်မင်္ဂလာချမ်းလေးပြီးတော့ဒီနေ့စတူဒီတာကျွေးဖို့အတွက်ငါးဝယ်နေခြင်းကြက်ဝယ်နေခြင်းကြက်ဥမြောက်ဝယ်ခြင်းကိုပြုလုပ်လှုပ်ဆောင်နေတာဖြစ်ပါတယ်ဒါတော့ဆရာကြီးကိုချစ်တဲ့ပြိတ္တတူကငါးခုတ်ပေးနေတာဖြစ်ပါတယ်ဟုတ်တယ်လုံကြီးတဲ့ကိုထိတ်မှာအကုန်ဟိုဟာလိပလိုက်မှာကောင်းတယ်လေးဆရာဆက်လိုက်ဦးစီးနေတဲ့ဆရာကြီးအိုးချင်းမြိုင်အလှတော်ဖြစ်တယ်ထမင်းနဲ့ငါးနဲ့ကြက်ဥချက်နဲ့လှူဒန်းတဲ့ပွဲလေးမှာဆရာကျော်စိုးဟိန်းခမုန်းကြီးကျောင်းဆရာကျော်စိုးဟိန်းကိုယ်တိုင်ချက်ပြုတ်နေတာဖြစ်ပါတယ်ဘယ်နဲ့ပြောပါညနေခင်းဘူး3ရောင်းယူတော်ချမ်းအရန်နေယူတော်ချမ်းဆရာကြီးအိုးချင်းမြိုင်စီတော့ဆရာကြီးအလှတော်မင်္ဂလာအလှတော်မင်္ဂလာအတွက်ဆရာကြီးကျော်စိုးဟိန်းကိုယ်တိုင်တင်နန်းကျောင်းမှာဆရာကြီးကျော်စိုးဟိန်းကိုယ်တိုင်ချက်ပြုတ်နေတယ်ဥဆောင်ပြီးတော့ချက်ပြုတ်နေတာဖြစ်ပါတယ်ဆောင်ပြီးတော့မှအကုန်လုံးချက်ပြုတ်ပေးနေပါတယ်ရပြီနော်ရပြီအမပြီးတာလေအဲ့ပုံလေးဟာရုပ်သွားမယ်တရားဝင်ကပြောင်းသွားမယ်တော့မနေ့ကဖုန်းလေးခေါ်နေဟုတ်တယ်ကြိုင်မမကြိုင်နာရေချိုးနေတော့တမီးရသေးဘူးပွက်ကိုမပွက်သေးတာဟမ်တပတ်ပဲဦးလားဟုတ်ပါအတူလေးကိုရှောင်ပေးလိုက်က
ယူလေယူလေယူလေမန္တလေးမြို့ရဲ့ဖြစ်ပျက်နေတဲ့အခြေအနေပါရပြီကြာရပြီငါရန်ကုန်မန္တလေးရဲ့ငလင်ဘေးအတွက်သမင်းတို့တွေဝေပေးနေတာဖြစ်ပါတယ်ရန်ကုန်မြို့မော်ဘီမယန်းတလင်းယူရိုမင်လာခြံကြီးကိုဥဆောင်နေတဲ့ဆရာအောင်ချစ်မြိုင်ဆရာကြီးအောင်ချစ်မြိုင်ဟာမန္တလေးငလင်ဘေးအတွက်သမင်းမှုပြကိုလူတိုင်းနေတဲ့ပုံရိပ်လေးဖြစ်ပါတယ်နေတဲ့ပုံရိပ်လေးဖြစ်ပါတယ်ဟာတော့တက်မရှိတော့တရုတ်လူမျိုးတွေဖြစ်တယ်တရုတ်လူမျိုးတွေဒီအောက်ထဲမှာအများကြီးဖြစ်နေတယ်တရုတ်လူမျိုးတွေဒီထဲမှာပြိနေတာဒီထဲမှာလည်းတရုတ်လူမျိုးတွေ15ယောက်လောက်ပြိနေတယ်အားလုံးကြဲကြပါအောင်တွဲလာကြည့်ပြသွားတာ